ဆရာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဆရာနဲ့ဒီတစ်ပတ်ဆွေးနွေးချင်တာကတော့ဆရာဒီနိုင်ငံတနိုင်ငံရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဟာလူငယ်တွေရဲ့အသိပညာအရေးအချင်းနောက်စွမ်းဆောင်နိုင်မှုပေါ်မှာမူတည်လို့ဆိုပါတယ်ဆရာယနေ့ခေတ်မှာပေါ့နော်လူငယ်တယောက်အနေနဲ့မဖြစ်မနေရှိတဲ့အရေးအချင်းတွေကဘာတွေဖြစ်မလဲလို့ဆရာအနေနဲ့သုံးသပ်ပါလဲရှင်ဒီနေ့ခေတ်မှာတော့ကျွန်တော်တို့လူငယ်တယောက်အနေနဲ့အရေးကြီးဆုံးအချက်ကတော့ပညာကိုအခြေခံတဲ့ဘဝကိုတည်ဆောက်နိုင်အကောင်းဆုံးဖြစ်ပါတယ်ပညာကိုဘာတွေအခြေခံမလဲဆိုလို့ရှိရင်ပညာရေးအခြေခံတော့ရှိရမယ်နည်းပညာကိုအသုံးချနိုင်စွမ်းရှိရမယ်နောက်တစ်ခုကလူမှုပေါင်းသင်းဆက်ဆံရေးကောင်းအောင်ကိုယ့်ကိုယ်ပြုပြင်ပြောင်းလဲပေးရမယ်နောက်တစ်ခုကအတွေးအခေါ်ဖန်တီးနိုင်စွမ်းလည်းရှိရမယ်နောက်တစ်ခုကခေါင်းဆောင်မှုနဲ့တာဝန်ယူနိုင်စွမ်းလည်းရှိရမယ်အဲ့ဒီအချက်တွေပြည့်စုံပြီဆိုရင်လူငယ်တယောက်ကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အနာဂတ်အတွက်အလွန်ကောင်းတဲ့တို့ရဲ့အခြေခံအဓိကအင်အားဖြစ်လာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာ highlight အနေနဲ့ပြောမယ်ဆိုရင်ပညာကိုအခြေခံတဲ့လူငယ်ဘဝကိုတည်ဆောက်ကြပါလို့ပြောချင်ပါတယ် academic knowledge နဲ့ပေါ့နော် practical skills ဒီနှစ်ခုမှာဘယ်ဟာပို့ပြီးတော့အရေးကြီးရလို့ဆရာအနေနဲ့ရောထင်မြင်ယူဆပါလဲရှင်အတတ်နိုင်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ဒီ academic knowledge လည်းအရေးကြီးပါတယ် practical skill လည်းအရေးကြီးပါတယ်နှစ်ခုကိုခွဲခြားပြီးအသုံးချလို့လည်းမရပါဘူး academic knowledge ကိုကရထားပြောသင်ယူလေ့လာရမယ်အဲ့ဒီအားနေတစ်ဆင့်ကိုက practical knowledge နဲ့ပေါင်းစပ်ပြီးတော့ဘဝကိုဒီအောင်မြင်အောင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တစ်ချိန်တုန်းကဆိုဗီယက်ပြည်ထောင်စုမှာခရီနိုတက်ဆိုတဲ့အလုပ်သမားအလွှာတစ်ခုကိုသူတို့တိစောက်ခဲ့ပါတယ်တိစောက်ပုံတိစောက်နည်းကတော့ရိုးရှင်းပါတယ်ရိုးရိုးအလုပ်သမားအလွှာတို့ကိုစာဖတ်ခိုင်းတာပါပညာကိုလေ့လာခိုင်းတာပါပညာနဲ့ပတ်သက်တဲ့အသည့်တရားနဲ့ပေါင်းစပ်ပြီးတော့ခုန practical ရှိတဲ့အလုပ်သမားအလွှာတို့ကိုလူငယ်တွေကိုတည်တည်ကြကြလေ့ကျင့်သင်ကြားပေးတဲ့အခါမှာအဲ့လူငယ်တွေကခရီနိုတက်ဆိုတဲ့အလုပ်သမားတို့အလွှာတစ်ခုပေါ်လာပါတယ်အဲကြောင့်မလို့စက်မှုလက်မှုနဲ့ထွန်းကားအောင်မြင်ခြင်းအဲ့လိုအလွှာတစ်ခုပေါ်ပေါက်ဖို့အတွက်ခုနပြောတဲ့ academic knowledge နဲ့ practical skill ကိုပေါင်းစပ်တဲ့လူငယ်တွေအများကြီးလိုပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာလူငယ်တွေအနေနဲ့ပေါ့နော်တဘာကြောင့်ကိုယ်တိုင်လေးလာသင်ယူတဲ့အလေးအကျင့်တွေရှိတဲ့နယ်လို့ဆရာအနေနဲ့ထင်ပါတယ်ရှင်လူငယ်တိုင်းဟာနေ့စဉ်ဘဝမှာကိုယ့်ရဲ့ဘဝသင်ခန်းစာတွေကိုကိုယ်လေးလာသင်ယူခြင်းနဲ့စိတ်မရှိဘဲနဲ့ဖြည့်ရှင်းလို့မရဘူးအထူးသဖြင့်ပြောချင်တာဒီနေ့ခေတ်ကအင်တာနက်ခေတ်ကို online ခေတ်ကိုပို့ပြီးမြန်လာတဲ့ artificial intelligence ခေတ်ကိုရောက်နေပါပြီ။ဒါကြောင့်မလို့ artificial intelligence ကသင်ယူခြင်းစိတ်ရှိအောင်တွန်းတွန်းတက်တိုက်လုပ်မှာပဲ။ဥပမာပြောရမယ်ဆိုရင် Viber သုံးတယ်ဆိုရင်ဗမာပြည်မှာဆို Viber ကလူဦးရေရဲ့80%လောက်သုံးနေပြီ။ပြီးခဲ့တဲ့လလောက်ကလေးကသူက Gemini AI နဲ့ပေါင်းပြီးတော့ကိုသုံးနေတဲ့နေ့စဉ်ဘဝတွေကအချက်လက်တွေကို Gemini AI ကသူက collect လုပ်ထားတယ်။လုပ်ထားပြီးတော့သုံးတဲ့ user ကိုသူကနောက်ကနေ memorize လုပ်ပေးတယ်။ဘာတွေဖြည့်ရှင်းခြင်းလဲသူ့ကိုအသုံးချခြင်းလားလို့မေးတယ်တို့တွေဗမာစကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်လေးလာသင်ယူခြင်းဟာနံပါတ်1အချိန်နည်းနည်းနဲ့မြန်မြန်ပြီးတယ်ပေါ့နော်တိကျ classroom နေနဲ့သွားပြီးတော့သင်ယူစရာလည်းမလိုဘူးပေါ့နော်တို့ရှေ့တုန်းကစကားနဲ့ပြောမယ်ဆိုရင်ဒီနေ့သင်ပေးနေတဲ့ဒီ AI ဟာလူငယ်တွေကိုသင်ယူခြင်းစိတ်ဖြစ်အောင်လုပ်တယ်အဓိကကြတာတော့အမေးနွားကြောင်းသားပဲသူကတော့အဖေဖျားလောင်းဆိုပြီးတော့ AI ကတော့သူကရသမျှအချက်လက်အားလုံးကိုစုစည်းပြီးတော့တစ်စက္ကန့်ရဲ့1000ပုံတစ်ပုံနှုံးလောက်နဲ့တို့တွေကိုမီလီစက္ကန့်နဲ့ပြန်ဖြည့်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့သင်ယူခြင်းစေးကကိုယ်တိုင် learning လုပ်ဖို့အတွက် self learning ကသိအရေးကြီးပါတယ်လူငယ်တွေရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်နိုင်မှုဆိုရင်ပေါ့နော်ဘယ်လိုနည်းလမ်းတွေကိုအသုံးပြုတာကအကောင်းဆုံးဖြစ်မလဲလို့ဆရာအနေနဲ့ရောသုံးသပ်ပါလဲရှင်စွမ်းဆောင်ရည်ကိုမြင့်တင်ဖို့ကတော့ mentor program လို့ခေါ်တယ်အင်္ဂလိပ်လိုညွှန်ကြားလေ့လာတဲ့အတွေ့အကြုံရှိသူကဥဆောင်တဲ့အလို့ယုံဆွေးနွေးပွဲတွေ debate တွေများများလုပ်ရမှာနော်တို့ဒီနေ့သွားနေတဲ့တမရာကြီးလည်းပြောထားတာရှိတယ်ဒီမိုကရေစီစနစ်ကိုယုံကြည်လို့လူတွေကမဲထွက်ပေးတာလို့ပြောတယ်ဒီနေ့ဘာလို့ပေးရမလဲဆိုလို့ရှိရင်လူငယ်တွေစွမ်းဆောင်ရမြင့်တယ်မို့စေတနာဝန်ထမ်းလုပ်ငန်းတွေလုပ်တာလည်းလူငယ်တွေရဲ့အစွမ်းစားကိုဖော်ထုတ်တာတနည်းဖြစ်တယ်နောက်တစ်ခုက innovation platform လို့ခေါ်တဲ့ဖန်တီးစမ်းသစ်မှု platform တစ်ခုကိုလည်းဒီနေ့အစိုးရအခါအားလျော်စွာလုပ်ပေးဖို့လိုတယ်နောက်တစ်ခုကပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာအစိုးရနှစ်ရက်ကနိုင်ငံတကာအတွေ့အကြုံရအောင်ဆိုပြီးတော့တကယ်တော်တဲ့တက်တဲ့လူငယ်ဆရာတင်တဲ့6000လောက်ကိုနိုင်ငံခြားပညာတော်သင်လွှတ်ထားတယ်အဲ့ဒီလူငယ်6000လောက်ပြန်ရောက်နေပြီဗမာပြည်ကိုအဲ့ဒီစီးရင်ကိုလည်းတေးချာချာလေးပြန်လဲပြုစုပြီးတော့ဒီလူငယ်တွေကိုကြံခဲ့တဲ့လူငယ်တွေကိုပြန်လဲဝေမျှတဲ့ debate တွေနောက်ပြီးတော့ဆွေးနွေးပွဲတွေ seminar တွေလုပ်တဲ့အဲ့ဒါတိတ်အရေးကြီးတယ်နောက်အတိမတ်ပြုခြင်းတို့ကိုလည်းပေါင်းစပ်ပြီးကျင့်သုံးပေးရမယ်ဥပမာပြောရမယ်ဆိုရင်ဒီနေ့တိုင်းပြည်အတွက်စစ်မှုထမ်းစနစ်အရာကိုယ်ပိုင်ဆန္ဒပြုပြီးတော့စစ်မှုထမ်းပြီးတော့နှစ်ပြည့်လို့ပြန်ရောက်လာကြတယ်ရက်ွက်တဲ့ကိုအဲ့ဒီလူငယ်တွေကိုခုနပြောတဲ့လူငယ်ရေးရဝန်ကြီးဌာနကဦးစီးပြီးတော့သူတို့ရဲ့တိုက်ပွဲအတွေ့အကြုံတွေသူတို့ရဲ့စိတ်ဓာတ်မြင့်မားမှုတွေသူတို့ရဲ့ယုံကြည်ချက်တွေကိုအခြားသောလူငယ်တွေနဲ့
ဆွေးနွေးပွဲလေးတွေလုပ်ပြီးရင်မကောင်းဘူးလားလို့ဆရာထင်ပါတယ် ဟုတ်ကဲ့ပါဆရာဒါဆိုရင်ဒီလူငယ်တွေကြားထဲမှာခေါင်းဆောင်မှု leadership နဲ့အသင်းလိုက်လှုပ်ဆောင်နိုင်စွမ်း team work ကိုဘယ်လိုတွေလေ့ကျင့်အကောင်းဆုံးဖြစ်မလဲဆရာ ခေါင်းဆောင်မှု leadership နဲ့ team work နှစ်ခုတွဲမှလုပ်ငန်းတွေအောင်မြင်တာဟုတ်အဲ့တော့ leadership ရဖို့ဆိုတာကတော့အဲ့ဒီ leader ဖြစ်မဲ့လူတယောက်က followership လို့ခေါ်တဲ့နောက်လိုက်ကောင်းစနစ်ကိုသူကသိရမယ် leadership ကိုရဖို့အတွက် leadership မှာဘာလို့လဲဆိုတာဝန်ယူနိုင်မှုလို့တယ်အဲ့ဒါတော့ accountability ပေါ့နော်အဲ့ဒီနောက်ကနေပြီးတော့မှဆုံးဖြတ်နိုင်စမ်း decision making ကောင်းကောင်းပေးနိုင်ရမယ်အဲ့ဒါကလည်းခုနပြောသလိုသူ့မှာရည်မှန်းချက်ဆိုတဲ့တိဆောက်နိုင်စွမ်းရည်မှန်းချက်ရှိရမယ်အဲ့ဒါတွေပေါင်းစပ်ပြီးတော့မှ leadership ဖြစ်ပါတယ်အဲ့ဒါတွေကိုလေ့ကျင့်ဖို့အတွက်နံပါတ်1ကအပြန်အလှန် communication ပေါ့ communication ကောင်းရမယ်နောက်ပြီးတော့ collaboration လို့ခေါ်တဲ့ခုန team work ကိုတိဆောက်နိုင်မှုအတွက်အောက်ခြေမှာကိုယ့်ရဲ့နောက်လိုက်အားလုံးကိုသိရမယ်နောက်တစ်ချက်က respect လို့ခေါ်တဲ့အပြန်အလှန်လေးစားခြင်းရှိရမယ်နောက်တစ်ခုက conflict resolution လို့ခေါ်တဲ့ပြဿနာတစ်ခုကိုခွဲခြမ်းစိတ်ဖြာပြီးတော့သုံးသပ်နိုင်စွမ်းခွဲခြမ်းစိတ်ဖြာလိုက်တာနဲ့ပြဿနာလေးတွေကိုတစ်ခုချင်းလိုက်ပြီးတော့ကိုကဆုံးဖြတ်ပြီးတော့ဖြေရှင်းနိုင်မှုလို့တယ်အဲ့တော့ခေါင်းဆောင်မှုအသင်းလိုက်ပေါက်ဆက်နိုင်စွမ်းတွေကိုတကယ်လူငယ်ဘဝမှာနားလည်ထားပြီဆိုလို့ရှိရင်အချိန်တိုတိုအတွင်းမှာတိုင်းပြည်အတွက်အကျိုးရှိတဲ့ခေါင်းဆောင်မှုတွေပေါ်ထွက်လာမယ်ခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာမယ်လို့ဆရာပြောလိုပါတယ်ဒီ digital skills နဲ့ AI နည်းပညာတွေရောလူငယ်တွေနဲ့ဘယ်လိုမျိုးလေ့လာသင်ယူသင့်လဲဆိုတာဆရာအနေနဲ့အကြံပေးပါအောင်ရှင်ခုခေတ်ကတော့ digitalization impact assessment လို့ခေါ်တဲ့ digital နဲ့ခွဲခွာလို့မရတဲ့ဘဝမှာတို့ရရှင်းတန်နေပြီလေမိုးလင်းလာပြီဆိုတာနဲ့ရုံးတက်မယ်ဆိုလို့ရှိရင်ကိုရုံးတက်တဲ့ attendance ဟာစ digitalize တဲ့သူ attendance ယူနေတာနော် work from home ကလည်းအိမ်ကနေအလုပ်လုပ်နေပြီဆိုတော့တကယ်တမ်းပြောရရင်ဝန်ထမ်းထုမှာတော့မှအလုပ်တစ်ရက်9ရက်မှာတစ်ရက်ကdigitalization impact assessment အောက်ကိုရောက်နေတော့လူငယ်တွေကဘာလို့လဲဆိုလို့ရှိရင်နံပါတ်1 digital skill အတွက်ကလုံခြုံရေးကအရေးကြီးဆုံးပဲကိုယ့်လုံခြုံရေးကိုယ့်အဖွဲ့အစည်းလုံခြုံရေးအဲ့ဒီကတစ်ဆင့်ကိုယ့်ဌာနလုံခြုံရေးအဲ့ဒီကနေကိုယ့်တိုင်းပြည်လုံခြုံရေးကိုနံပါတ်1သိကြမယ်အဲ့ဒီသိဖို့အတွက်လူငယ်တွေကနံပါတ်1ပညာရေးအခြေခံရဲ့အလုပ်ကံရဲ့လူမှုဆက်ဆံရေးလုံခြုံမှုအဲ့ဒီအားလုံးပေါင်းစပ်ပြီးတော့တကယ်ထိရောက်တဲ့ဖန်တီးနိုင်စွမ်းတဲ့digital skill တခုကိုကိုယ်တိုင်လဲဆောင်ရွက်လို့ရတော့ကိုယ့်အပေါင်းအသင်းတွေကိုယ့်ရဲ့အတိုင်းဝန်းကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေကိုယ့်ရဲ့မိသားစုတွေကိုလည်းကိုကဥဆောင်နိုင်မယ်။နောက်ဒီရည်ချင်းတွေကအတိုင်းပြည်အနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်မရှိမဖြစ်လေ့လာထားဖို့လိုတဲ့အကြောင်းဆရာပြောလိုပါတယ်။ဟုတ်ကဲ့ပါဆရာလူငယ်တွေအတွက်ပေါ့နော်ဒီအလောက်ကိုင်ခွင့်လန်းတွေပို့ပြီးတော့များလာဖို့ဆိုရင်ဘာတွေကိုပြင်ဆင်ထားတင်လဲဆိုတာဆရာအနေနဲ့လည်းသုံးသပ်ပေးပါအောင်ရှင်။အလောက်ကိုင်ခွင့်လန်းကတော့ပြည်တွင်းမှာရှိတဲ့အလောက်ကိုင်ခွင့်လန်းနဲ့ပြည်ပမှာရှိတဲ့အလောက်ကိုင်ခွင့်လန်းပေါ့နော်။နှမျိုးရှိပါတယ်လူငယ်တွေအတွက်ပညာရေးနဲ့ကျွမ်းကျင်မှုပုံမတိုးတက်စေတယ်စီးပွားရေးနဲ့စက်မှုလုပ်ငန်းများကိုတိုးချဲ့ခြင်းအဖြစ်ရနိုင်တယ်နောက်တစ်ခုကအစိုးရရဲ့policy ကလည်းလူငယ်တွေအလုပ်ကိုင်အခွင့်အလမ်းရဖို့အတွက်အားပေးတဲ့ policy ဖြစ်ဖို့လိုနောက်တစ်ခုကနိုင်ငံတကာအတွေ့အကြုံပေါ့ခုနပြောတဲ့လူငယ်ဘဝမှာနဲ့အသက်25နှစ်အောက်တွေကိုပညာတော်သင်တွေသွားထားတာတွေ့ရတယ်နော်ဒီလူတွေကတိုင်းပြည်ကိုပြန်ပြီးတော့ support လုပ်ဖို့ကောင်းတာနောက်တစ်ခုကပုဂ္ဂလိကအဖွဲ့အစည်းတွေပါဝင်ဖို့လည်းလိုတယ်ဆရာတို့ဆိုဒီဇာမနီမြန်မာကပြီးခဲ့တဲ့10နှစ်အတွင်းမှာတက္ကသိုလ်ကြီးတွေနဲ့ခုနပြောတဲ့ပြင်ပကလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီးတော့ဈေးပွဲတော်တွေလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ဆွေးနွေးတဲ့အလုပ်ဝင်ဆွေးနွေးပွဲတွေကိုဆရာတို့လုပ်ခဲ့ဘူးတယ်နော် online ကလည်းလုပ်တယ်လက်တွေ့လည်းလုပ်တယ်အဲ့တော့ခုနပြောတဲ့ mentor program လို့ခေါ်တဲ့လက်တွေ့ဘဝမှာအောင်မြင်နေတဲ့လူငယ်တွေခေါင်းဆောင်တွေနဲ့ခုနအကြောင်းသူအကြောင်းသားတွေဒါလုပ်ငန်းဝင်တော့မဲ့လူငယ်တွေတွေ့ဆုံတဲ့ပွဲတွေ seminar တွေလုပ်တဲ့ community center ကြီးတွေနိုင်ငံတော်ကစောက်ပေးထားတယ်သိန်းထောင်နဲ့ကြည်ရင်းပြီးတော့အဲ့ဒီနေမှာစနေတနင်္ဂနွေတွေမှာအဲ့ခုနပြောတဲ့တွဲဆုံပွဲတွေကိုလုံးတင်တယ်လို့ဆရာထင်တယ်နောက်ပြီးတော့လူငယ်တွေအလုပ်ကိုင်ခွင့်လန်းများဖို့တဲ့နိုင်ငံသားထွက်တာကိုလည်းမကြောက်ပါနဲ့နော်လက်ရှိအစိုးရရောနောက်တက်လာမယ့်အစိုးရဆက်ဆက်ကတော့ overseas management ကိုသေချာလုပ်ထားမယ်ဆိုရင်နိုင်ငံသားအခွင့်အလန်းကိုရပြီးတော့နိုင်ငံသားအလုပ်ကိုင်ရခြင်းဒီမိโก้မထွက်တဲ့စက်ယုံကြီးတွေလို့ပြောကြတယ်နိုင်ငံသားငွေအများကြီးဘီလီယံနဲ့ချီပြီးစီးဝင်တာပေါ့နော်အဲ့တော့ကမ္ဘာပေါ်မှာအောင်မြင်နေတဲ့တိုင်းပြည်တွေကိုကြည့်လိုက်လို့ရှိရင်overseas သွားတဲ့လူငယ်လူဦးရေအများဆုံးဆိုတာတွေ့ရမယ်။ဂျပန်နိုင်ငံအောင်မြင်တယ်ဂျပန်နိုင်ငံ overseas သွားတဲ့လူဦးရေဟာနှစ်ပေါင်း100အတွင်းမှာတန်း90ကျော်လောက်ရှိတယ်။တရုတ်ပြည်မှာဆိုလည်းတန်း100လောက်နိုင်ငံခြားကိုထွက်နေကြတာ။မြန်မာပြည်မှာလည်းတကယ်တမ်းပြောရရင်တရားဝင်ထွက်ခွာတာရောတရားဝင်ထွက်ခွာတာရောဘယ်လိုပဲပြောပေါ့နော်။နိုင်ငံခြားကိုရောက်နေတဲ့လူငယ်တွေဆရာထင်တယ်နှစ်ပေါင်းအစိတ်ပေါ့21ရာစုအဝင်မှာအနည်းဆုံးမရှိဘူးဆိုရင်9သန်းလောက်နိုင်ငံခြားကိုသွားနေကြပြီလို့ဆရာယုံကြည်ပါတယ်
ဒီလူငယ်တဲ့အနာဂတ်တွေတောက်ပလာဖို့အတွက်ဆိုရင်နောက်အစိုးရရဲ့ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့မိသားစုတွေကဘယ်လိုပံ့ပိုးပြီးတော့ဆောင်ရွက်ပေးတဲ့ဆိုတာကိုလည်းဆရာလေးနဲ့ဆက်ပြီးတော့ဆွေးနွေးပေးပါအောင်ရှင်အဓိကကြဆုံးကအစိုးရရဲ့ policy နဲ့ infrastructure ပံ့ပိုးပေးဖို့ပဲလူငယ်တွေဒုက္ခသွားမယ်မရှိတော့ဘူးအလုပ်ကိုင်မရှိတော့ဘူးဆိုတာတဲ့အဲ့ဒီလူငယ်တွေရဲ့လိုအားကကိုအနည်းဆုံးအိမ်ကြီးချင်းတိုင်းပြည်တွေကပေးတဲ့လိုအားကဒီနေ့ပြောနေတဲ့အာဆီယံပေါ့နော်အာဆီယံမှာဆိုရင်တို့တွေကပြန်ပြလိုအားကအမေရိကန်ဒေါ်လာနဲ့ဆို$68ပဲလူငယ်တွေကိုပေးနေဒီနေ့အညွန့်ဘူးဖြစ်တဲ့တိုင်းပြည်ရဲ့လူငယ်လေးတွေတက်လာမဲ့လူငယ်လေးတွေဟာ2024သကောင်စင်းမှာဆိုရင်နိုင်ငံတော်တမ္ပရာယုံရဲ့ပြောရေးဆိုခွင့်ရှိတဲ့ပုံကိုဆိုအမြဲတမ်းပြောတယ်ဆရာတို့အစောကြီးတွေကသိပါတယ်သူတို့ရဲ့ graph မှာဆိုရင်ဘိုက်ပူနေတယ်တဲ့ graph ကြီးကဇီဒီပုံမှာဘိုက်ပူတယ်ဆိုတာပြီးခဲ့တဲ့2024ရာဆိုနှစ်ပဲရှိသေးတယ်အဲ့ဒီမှာလူငယ်ဦးရေက6တန်းလောက်တက်လာတယ်ဆိုတော့အဲ့ဒီလူငယ်တွေကသုံးပုံတစ်ပုံပဲနိုင်ငံခြားထွက်ပါစေဦးတို့ရပါစေအဲ့တော့အစိုးရ policy ကဘာဖြစ်မလဲဆိုလူငယ်တွေရဲ့ mindset နဲ့လူငယ်တွေရဲ့ကျွမ်းကျင်မှု skill ကိုပြည်တွင်းမှာလည်းပိတ်ထားမယ်မရတယ်လို့ထက်ထက်တန်တန်ပေးပြီးဝယ်ရမယ်နောက်တစ်ခုကပြည်ပအောင်ထွက်မယ်ဆိုလေကိုလူငယ်တွေကနိုင်ငံတကာအဆင့်လိုအားကရအောင်ကျွန်တော်တို့စူးစမ်းရမှာဖြစ်ပါတယ်ဒီနေရာမှာဘာသွားတွေ့လဲဆို quality education ဆိုတာဒီနေရာမှာဖြစ်လာအဆင့်တန်းရှိပြီးတော့မြင့်မားတဲ့ education စနစ်ကိုရှိရမယ်